မင်္ဂလာပါရှင် PSM News ရဲ့ဒီဇင်ဘာလ30ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်း Grant ဟာဒီဇင်ဘာလ29ရက်နေ့ညပိုင်းမှာကတည်းကအားလွန်ကောင်းတဲ့ Category 4 အဆင့်ရှိတဲ့ပြင်းထန်တဲ့အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီမုန်တိုင်းဟာမြန်မာနိုင်ငံအပေါ်ဓာတ်ရိုက်သက်ရောက်မှုမရှိပေမဲ့မြောက်ကမ္ဘာခြမ်းကအရှေ့မြောက်မုတ်တုံလေးဖြစ်တဲ့စောင်းမုတ်တုံလေးကိုပုံမအားကောင်းလာစေတာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒါကြောင့်အခုဒီဇင်ဘာလကုန်ကနေ2026ခုနှစ်နှစ်သစ်ကူညတွေအထိမြန်မာနိုင်ငံတဝန်းလုံးမှာအေးတဲ့ဆက်လက်ပို့နေအောင်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့နေ့အပူချိန်တွေဟာမနေ့ကထက်အနည်းငယ်ပြန်လည်ကျဆင်းလာတာကိုတွေ့ရပါတယ်။အေရရီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာတော့32ဒီဂရီကနေ34ဒီဂရီအတွင်းရှိနေပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းကမြို့နယ်တွေထဲမှာပြည်နယ်နဲ့တိုင်းတွေရဲ့အပူချိန်တွေနဲ့မတူဘဲနေ့အပူချိန်ကွာခြားနေတဲ့မြို့နယ်တွေကတော့တနင်္သာရီတိုင်းကတနင်္သာရီမြို့နယ်နဲ့ဗုတ်ပြင်းမြို့နယ်တို့မှာ38ဒီဂရီနဲ့ပြည်ကြီးမန်နိုင်မြို့နယ်မှာတော့40ဒီဂရီဆယ်ဆီယပ်စ်အထိနေ့အပူချိန်တွေမြင့်တက်နိုင်တာကြောင့်အလွန်ပူမဲ့ဒေသတွေဖြစ်ပါတယ်။ဒါ့အပြင်ပြည်နယ်တွေရဲ့အပူချိန်တွေနဲ့မတူဘဲကရင်ပြည်နယ်ကဖက်အံမွန်ပြည်နယ်ကရေးနဲ့ဘီလင်းမြို့နယ်တွေမှာ36ဒီဂရီဆယ်ဆီယပ်စ်အထိမြင့်တက်နိုင်မှာဖြစ်ပါတယ်။အလဲပိုင်းဒေသတွေဖြစ်တဲ့မကွေးနေပြည်တော်မန္တလေးနဲ့စကိုင်းတိုင်းတို့မှာတော့26ဒီဂရီကနေ32ဒီဂရီအတွင်းမှာရှိနေမှာဖြစ်ပြီးမကွေးတိုင်းတွေကတရက်နဲ့အောင်လံမြို့တွေမှာတော့34ဒီဂရီအထိရှိနိုင်ပါတယ်။တောင်ပေါ်ဒေသတွေဖြစ်တဲ့ကချင်ရှမ်းနဲ့ချင်းပြည်နယ်တို့မှာတော့နေ့အပူချိန်20ဒီဂရီကနေ28ဒီဂရီအတွင်းမှာပဲရှိတော့မှာဖြစ်လို့နေ့ဘက်မှာပါအနေငယ်အေးမြနေမှာဖြစ်ပါတယ်။ဒီနေ့ညမှာလည်းတနိုင်ငံလုံးမှာမနေ့ကညအထက်ညအပူချိန်တွေတိတိတသာထပ်မံလျော့ကျလာအောင်ပါ။မြန်မာနိုင်ငံရဲ့အေးဆုံးဖြစ်တဲ့ချင်းပြည်နယ်မှာ4ဒီဂရီကနေ2ဒီဂရီအတွင်းမှာညအပူချိန်တွေကျဆင်းနိုင်မှာဖြစ်ပြီးဒီတိမ်မြို့မှာတော့ရေခဲအမှတ်ရောက်ရှိနိုင်တယ်လို့ချင်းတောင်နန်းပေါ်မှာတော့ရေခဲအမှတ်အောက်နှုတ်6ဒီဂရီထိကျဆင်းပြီးအလွန်မင်းအေးခဲနိုင်ပါတယ်။ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းကမိုးကုတ်ပြင်ဦးလွင်တို့မှာလည်း10ဒီဂရီကနေ6ဒီဂရီအတွင်းကျဆင်းနိုင်မှာဖြစ်တယ်လို့ရှမ်းပြည်နယ်ကတောင်ပေါ်ဒေသတချို့မှာတော့ရေခဲအမှတ်အထိကျဆင်းနိုင်ပါတယ်။ကချင်ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာ10ဒီဂရီကနေ12ဒီဂရီအတွင်းရှိနေမှာဖြစ်ပြီးနေပြည်တော်မကွေးစကိုင်းတိုင်းအောက်ပိုင်းနဲ့ပဲခူးတိုင်းအနောက်ဘက်ခြမ်းတို့မှာတော့12ကနေ14ဒီဂရီအတွင်းတိတိတသာအေးလာပါမယ်။ရန်ကုန် AR ပဲခူးတိုင်းအရှေ့ဘက်ခြမ်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာတော့14ကနေ18ဒီဂရီအတွင်းမှာရှိနေမှာဖြစ်ပြီးညဘက်အေးအနည်းဆုံးဖြစ်တဲ့ကရင်မော်နဲ့တနင်္သာရီတိုင်းတို့မှာတော့18ကနေ22ဒီဂရီအတွင်းမှာရှိနေတာကြောင့်တနိုင်ငံလုံးအေးပိုလာတဲ့အခြေအနေဖြစ်ပါတယ်။ဒီနေ့ညနေမနက်ဖြန်မနက်အထိ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတောင်ပိုင်းတွေအပြင်မန္တလေးစကိုင်းငဇွန်မြင်းမူမြောင်ရေစကြိုးနဲ့မင်းချက်မြို့နယ်တွေမှာလေထုအရေးသွေးကျဆင်းနိုင်ပြီးလေထုအရေးသွေးအသင့်တင်ဖြစ်တဲ့ CQI 50ကနေ85ရှိနိုင်တာဖြစ်တာကြောင့်အသက်အရွယ်ကြီးသူတွေနဲ့ကလေးငယ်တွေပန်းနာရင်ကျက်လိုမျိုးယောဂအခန့်ရှိတဲ့သူတွေနဲ့နှလုံးယောဂအခန့်ရှိသူတွေအနေနဲ့အထူးသတိထားဖို့လိုအပ်ပါတယ်။နောက်နေ့အတွင်းအပူချိန်တွေဆက်လက်ကျဆင်းမှုရှိနေတာကြောင့်မနက်ဖြန်နှစ်သက်ကူညမှာပွဲတော်ဆင်နွှဲကြမယ့်မိဘပြည်သူတွေအနေနဲ့အေးဒဏ်ကိုအထူးဂရုစိုက်ပြီးတော့လုံလုံခြုံခြုံဝတ်ဆင်ကြဖို့တိုက်တွန်းရင်းနဲ့ဒီနေ့အတွက်မိုးလေဝသသတင်းအစီအစဉ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်။ကျမတို့ရဲ့မိုးလေဝသအစီအစဉ်ကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားမိဘပြည်သူတွေအားလုံးကျန်းမာရွှင်လန်းစွာနဲ့နှစ်သက်ကိုကြိုးဆိုနိုင်ကြပါစေရှင်။